အားလုံးမင်္ဂလာပါကြည့်ကြတဲ့ဘက်ကရကြမယ်ထင်ပါနော်နေ့တိုင်းတော့လာမတင်ဘူးနေ့တိုင်းမတင်ဖြစ်ဘူးနေ့တိုင်းမတင်ဖြစ်ပါဘူးရမှာပါ9-9နေ့ရမယ်9-3နေ့ရမယ်နော်ဒီကနေ့ break တွေအားလုံးထွက်ပါတယ်သူကအင်္ဂါမကျော်ဒီစီခွန်ရှစ်ထိုက်စီပါနော်ပတ်တန်90ခွန်တက်ပါရှင်းနေပတ်တန်88တက်အောင်မြင်ပါသေးနော်609ရက်9လပိုင်း surprise လေးလုပ်ပေးကြပါအားပေးကြပါအောင်နော်အလုံးတွေအကျိုးရှိမှာပါနော်အဲ့တော့ဒီဘက်လည်းအောင်မြင်ပါစေနော်